မခင်ပါဘူးစီမခင်တူပိုင်တရားပိုင်ဖြစ်သွားမှာပေါ့မဟုတ်ဘူးကျွန်တော်ချစ်သူရှိပြီးသားမင်္ဂလာပါရှင်ဗီဒီယိုလေးတွေကိုအစင်မပြတ်တင်ပေးသွားမှာမို့မေရီရယ်ရှင် YouTube Channel လေးကို Subscribe ပြီးလုပ်ပေးသွားပါအောင်နော်ကျွန်တော်ချစ်တဲ့သူကပြိတ္တကြီးပဲတော့ပိုင်တာလားပြိတ္တကြီးပေါ့ဟာအော်ဘာပေးရဘယ်လိုပေးရလဲအဲ့အာဘောကတဲ့ဟိုအတက်ရကက်တက်ရှိရနော်အတက်ကတက်ချက်မရှိပါဘူးကျွန်တော်ကျတော့ကလေးလေးတွေရောရွယ်သူတွေရောအကြီးတွေရောအားလုံးကိုပေးလိုက်တာဖြစ်ပါတယ်ဟုတ်တယ်အများပိုင်းတူပိုင်းတယောက်ပိုင်းမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဟိုလေကျွန်တော်အများကြီးချစ်ချင်တာတယောက်တည်းချင်းနည်းနည်းလေးချစ်ရမှာဆိုလို့အခုဆိုအများကြီးချစ်ရတယ်928လည်းအများကြီးချစ်ရတယ်1500လည်းအများကြီးချစ်ရတယ်ကျွန်တော်မိသားစုတွေကလည်း928လည်းအများကြီးချစ်တယ်1500လည်းအများကြီးချစ်တယ်အဲ့အတွက်ကျွန်တော်ချစ်တယ်အများကြီးပိုင်ဆိုင်ရတဲ့လူသားတယောက်ပါအဲ့အတွက်ကျွန်တော်အများပိုင်းပေါ့နော်လေးမျက်နှာပြရတဲ့အတိုင်းပဲအဲ့လေးမျက်နှာထပ်တူစိတ်မကောင်းဖြစ်ရပါတယ်ကျွန်တော်တို့အားလုံးပဲအားလုံးဆိုတော့ခကြီး3ပါးဆိုတော့တစ်ချိန်မို့တစ်ချိန်ကတော့ကျွန်တော်တို့တွေးကြုံရမှာပဲလေအဲ့ကြောင့်တယောက်နဲ့တယောက်ဟိုဘက်ကဖြစ်ရင်ဒီဘက်ကဖိမှသလိုဒီဘက်ကဖြစ်ရင်လည်းဟိုဘက်ကဖိမှတယ်ဘာလို့လဲဆိုတော့ဇက်တွေပါလေဒုက္ခရောက်တယ်ဆိုရင်လည်းကျွန်တော်တို့မိသားစုတွေကပဲပြိတ္တတွေကမစီမဆိုင်မဲ့နဲ့ကောင်းကတို့စုပြီးတော့ထောက်ပံ့မှကူညီမှဖြစ်တယ်လို့ကျွန်တော်တို့စိတ်ဓာတ်ပေါ့နော်မုံမြတ်တဲ့စိတ်ထားလေးပေါ့နော်တယောက်ဒုက္ခရောက်တယောက်ကူညီတာမုံမြတ်တဲ့စိတ်ထားလေးပဲဖြစ်ပါတယ်အခုဆိုရင်လည်းကျွန်တော်တို့ရေပေးတဲ့ကျွန်တော်ပြည်သူတွေအတွက်မိသားစုတွေအတွက်ကျွန်တော်တို့တတ်နိုင်တဲ့အင်အားနဲ့ကျွန်တော်ဆိုလည်းမတီငွေဆရာနဲ့အိတ်တရအဲ့တော့တောင်တွင်းကြီးကပို့လိုက်ချင်တဲ့မိသားစုတွေလည်းအကုန်လုံးပေါ့နော်စုပေါင်းပြီးတော့ကျွန်တော်တို့လွန်ခဲ့တဲ့2ရက်လောက်တည်းကသိန်း200နဲ့မှ9သိန်းတော့ရပြီနောက်ပြီးတော့ကျွန်တော်ရဲ့ fan တွေကလည်းကိုတက်အားဖြင့်စုပြီးတော့မှလူဖို့တော့ကျွန်တော်တို့ကတေချာချိတ်ဆက်ပြီးတော့လူရမှာဟုတ်ကျွန်တော်တို့ကိုယ်တိုင်ကျတော့ပွဲတွေနဲ့မအားတဲ့ခါကျတော့တေချာချိတ်ဆက်ပြီးတော့မှအလူကန်ကောက်ခွင့်တွေလိုအပ်တဲ့နေရာတွေကိုအတိကကတော့လိုအပ်တဲ့နေရာတွေအတိကတိတိရေးအောင်ရှိဖို့ပဲအဲ့ဒါတေချာစုံစမ်းပြီးတော့ကျွန်တော်တို့လူပါပါငွေချင်းအပြင်တော့မတက်နိုင်ဘူးမတက်နိုင်တဲ့အတွက်လုတ်အားပေါ့နော်ကိုမရှိတဲ့အမှုပညာလေးနဲ့ကျွန်တော်တို့မန်လေးပေါရန်ကုန်မြို့ပေါ်မှာတရက်ခွက်ပြီးတရက်ခွက်ညီမလေးအင်းမြတ်ဖြူနဲ့အတူတကွကောက်ခံခဲ့တယ်အဲ့လည်းကုသိုလ်ပဲပေါ့နော်အမြန်ဆုံးအဆင်ပြေပါစေလို့ပဲဆုတောင်းပါတယ်ဒါပါပဲပြောအဆင်ပြေပါပါအဆိုးပြီးရင်တော့အကောင်းတွေရောက်လာမှာပါဒါပေမဲ့လောကဓာတ်တော့ကျဉ်းကျဉ်းခံပြီးတော့ခက်ခဲတွေမှန်သမျှကြော်လွှားဖို့တော့လိုတာပေါ့နော်စိတ်ဓာတ်တွေမယိုင်မလဲပဲနဲ့ကြော်လွှားနိုင်ပါပါအမြန်ဆုံးအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်ရမ်းမဝတ်တာမိပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့မိသားစုတွေဆိုင်းရုံပင်နေဟေ့ဆိုနေရောက်ပြီးသားရောက်ပြီးရတဲ့နေရာမှာအခုလိုမျိုးခဏဆိုကြတယ်ပျော်ကြတယ်ခုံကြတယ်ခုံပြီးတော့ဒီချိန်ဆိုဗိုက်စာနေတဲ့အတွက်ထိတ်တန်းကနေပြီးတော့စီစဉ်ပေးတာတယ်ကော်ဖီနန်းကြီးတုပ်ဟုတ်လို့ပါမလိုက်ပေါက်စီဆိုတော့ကျွန်တော်လည်းခဏနေစားမယ်ကျွန်တော်မိသားစုတွေကကပြီးခုံပြီးဆိုပြီးဆိုတော့သစားနေပြီကျွန်တော်လည်းခဏနေစားပြီးတာနဲ့ထပ်ပြီးတော့ပြောကြမယ်ပါကြမယ်ပေါ့နော်အဲ့ဒီအတွက်စူရီတာကျွေးပေးတဲ့ထိတ်တန်းမိသားစုတွေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာပြည်သက်တွေကိုစား16နှစ်မှဒီနှစ်ပေါင်းများစွာတိုင်ဒီတက်ပါစေလို့ဆုတောင်းပေးပါတယ်နောက်ပြီးတော့ဆိုင်ခွဲပေါင်းမြောက်များစွာလဲမြန်မာပြည်အနက်ကဘာအနက်ဖွင့်နိုင်ပါစေလို့ကျွန်တော်ဆိုင်မှာဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာမမိုးနေမှာစပြီးတော့စိတ်ချမ်းသာကိုချမ်းသာလို့ရဆန္ဒမှန်သမျှပြည့်စုံပြီးတော့120တိုင်းဘာသာရေးသာသနာရေးကျွန်တော်တို့လူရနိုင်တဲ့ကျွန်တော်တို့အမှားဖြစ်ပါစေနောက်ပြီးတော့ထိတ်တန်းစိတ်ချနာဆိုင်လေးမြန်မာပြည်အနက်ကဘာပြည်အနက်အများကြီးဖွင့်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါခင်ဗျာ